ပြည်သားဆိုတဲ့နေရာမှာမင်းတို့လည်းပါတယ်ငါတို့လည်းပါတယ်ဒီကောင်မှာသူ့ကျိုးစည်းပွားနဲ့ပတ်သက်လိုက်ရင်မင်းတို့ရဲ့အသက်တွေကိုလည်းသူစိတ်ဝင်စားမှာမဟုတ်ဘူးငါတို့ရဲ့အသက်တွေကိုလည်းစိတ်ဝင်စားဘူးအဲ့တော့ဒီတော့ရက်ဆက်တဲ့ကောင်ဒီတော့ရုံမာတဲ့ကောင်ဒီတော့အောက်တန်းကြတဲ့ကောင်ကိုမင်းတို့တွေဘာစိတ်နဲ့ဆက်ပြီးကာကွယ်ပေးနေကြတာတဲ့အဲ့တော့မင်းတို့အခုဥမာဗာလဲဘယ်လောက်လဲခါလိုက်ရ143လားတရင်တီးလုံးလေးစားကျွန်တော်ဂုံယူတယ်တကယ်လေလေးစားတယ်အဲ့တရင်မှုကစပြီးဒုတရင်မှုပေါ့နော်ဒုတရင်မှုကစတရင်တီးလုံးကျွန်တော်လေးစားတယ်အတိမလည်းပြုတယ်တကယ်ဂုံယူတယ်ကျွန်တော်တို့ဘလူးမှမထိကြိုက်တော့အေးစစ်သေးပဲအဲ့တော့မင်းအောင်နိုင်ဟာသူကျိုးစီဝါရောမင်းတို့ရဲ့အကျိုးစီဝါတွေကိုပါဖြစ်ထုံးအောင်လို့လုပ်ပြီးတယ်ပြီးတော့ကာကွယ်စောင့်ရှောက်ပေးတယ်ဆိုတော့ကိစ္စမရှိဘူးမင်းတို့မင်းအောင်နိုင်အကျိုးစီဝါကိုထမ်းဆောင်ငါတို့လက်ခံကိုကသူကြတော့သူနဲ့သူမိသားစုသူနဲ့ပတ်သက်ရသူမိသားစုသူနဲ့ပတ်သက်ရအဝင်းဝိုင်းလေးတစ်ခုအဲ့ဒီနေရာလေးတစ်ခုကိုပဲကောင်းကျိုးတွေကိုဖိပြီးတော့ဆောင်ရွက်နေပြီးတော့မင်းတို့ရဲ့အောက်ခြေကကောင်းရဲ့ကောင်းကျိုးစိတ်ကူးတဲ့တော့ထက်မတွက်တဲ့ကောင်တကယ်မင်းတို့အတွက်ဘာမှသူထက်မတွက်ဘူးနော်မင်းတို့သေသေးချင်းချင်းသေချင်းစိုးနဲ့သေသေးကာလနာတိုက်ပြီးတော့ပဲသေသေးဘလို့တဲ့ကသူစိတ်ဝင်စားဘူးအဲ့ဒီလိုကောင်မျိုးလေဆိုမင်းတို့လည်းအကျိုးရှိနေတယ်ဒီကောင်ကိုကာကွယ်ပြီးတဲ့အတွက်ကြောင့်သူလည်းအကျိုးရှိတယ်မင်းတို့လည်းအကျိုးရှိတယ်မင်းတို့မိသားစုတွေလည်းအကျိုးရှိတယ်ဆိုကိစ္စမရှိဘူးကာကွယ်ပေးပါငါတို့လက်ခံတယ်ကိုကမင်းတို့ကြတော့စုပ်ပြတ်ပတ်တောင်းစားရတော့မှတင့်တယ်လေးတဲ့မင်းတို့ဆော့ခွက်တွေနဲ့ပတ်သက်လိုက်ရုပ်ရည်နဲ့ပတ်သက်ပြောရမှာမင်းတို့စိတ်တက်တယ်တစောင်းစားအစားမင်းတို့နဲ့တာတယ်မင်းတို့ဘွားကြီးမင်းတို့ဆောက်ခွက်တွေအကောင်လုံးကစုပ်ပြတ်တတ်နေတာကွာဘာမှမတင့်တယ်ဘူးဘယ်တင့်တယ်မလဲရသမျှအကျိုးစီးပွားမှန်သမျှမင်းတို့မှမခံစားသူတို့တတ်တယ်ပဲဆန်ခံစားပြစ်တာလေအဲ့ဒါကြီးကိုမင်းတို့ကဘာစိတ်ကူးပေါက်ပြီးတော့ကာကွယ်ပေးနေကြတာလေကဲကြည့်ရနောက်ပြီးတော့မင်းတို့အဲ့နေနေတဲ့တတ်မတော်ဆိုတာတာမန်တတ်မတော်မဟုတ်ဘူးနော်တိုက်ပြည်ရဲ့ဖခင်လွတ်လပ်ရေးဖခင်တီဆောင်ခဲ့တဲ့တတ်မတော်ကြီးနော်မင်းတို့အဲ့တတ်မတော်ကြီးထဲမှာအဲ့တော့တမိုင်းကောင်းတဲ့တတ်မတော်ကြီးမှာဝင်ပြီးတော့မင်းတို့စိတ်တက်တွေကတမိုင်းရောက်အောင်လုပ်နေတကယ်အောက်တန်းကြလုံးနေလေအဲ့မင်းတို့ရတဲ့ကြီးနဲ့ထွဲမကာကွယ်နဲ့မင်းတို့မရှိဒီမေလို့ဘာမှလုပ်လို့မရတော့ဘူးမင်းတို့ကဘာဆောက်ကျေးဇူးမှလည်းမရှိဘူးကွာတိုင်းပြည်တွေလည်းအကျိုးမရှိဘူးလူထုတွေလည်းအကျိုးမရှိဘူးโอเคထားပါတော့တိုင်းပြည်နဲ့လူထုတွေလည်းအကျိုးမရှိဘူးမင်းတို့တွေအကျိုးရှိတယ်ဆိုရင်ကိစ္စမရှိဘူးကွာဘာအကျိုးမှမရှိတဲ့ကောင်တယောက်ဘာအကျိုးမှမပြုတဲ့ဒီလိုကောင်မျိုးမင်းတို့တွေကဘာစိတ်နဲ့ကာကွယ်ပေးနေကြတာတော့ပြစ်ထားခဲ့လိုက်တော့ဗောသင်ကျင်တဲ့နေရာမှာသေဗောဒီမအေးလို့အဲ့တော့မင်းတို့နီးစပ်ရတက်စခန်းနေမှာလောတဲ့ပြေးလို့မရသေးဘူးโอเคရတယ်ငါတို့လက်ခံတယ်စခန်းနေတိန်းတော့မယ်ဆိုရင်မင်းတို့ခုခံမနေနဲ့တော့မင်းတို့သေမှာသေချင်းတော့သေမှာမင်းတို့ကျင်းတဲ့သေမှာနော်မင်းတို့ကိုစခန်းကိုတာဝန်ယူရတဲ့အဆင့်ပဲရောက်ရှိတော့တယ်မင်းတို့မင်းတို့ဘယ်စစ်ကူမှမျောမနေနဲ့တော့မင်းအောင်လိုက်ကြီးမှလိမ်မြန်လွဲလို့ဘာမှမရှိလိမ်မြန်နဲ့စောက်စောက်နေကြီးပဲတော့ပြစ်တောင်ရောက်ပဲဘာလို့မရတော့ဘူးအဲ့တော့မင်းတို့ကိုစခန်းကိုတာဝန်ယူမင်းတို့စခန်းမှာလူဘယ်လောက်ရှိတယ်လူ100ရှိလားလူ10ယောက်ရှိလား20ရှိလားအဲ့ရှိတဲ့လူနဲ့မင်းတို့စခန်းကိုမင်းတို့တာဝန်ယူဘာငါတို့တော့ဘာကြီးကစစ်ကူလှုပ်မယ်ဆိုဝေးသေးနော်ရှိသမျှစစ်မှန်သမျှသူမင်းမဆောက်ခေါင်စောင့်နေရတာနဲ့ပြီးနေမှာနော်မေလို့သူကိုယ်တိုင်ကဘလို့ပြေးလို့ပြေးရမှာအကောင်ကူစဉ်းစားနေပြီလို့ကြည့်မနေ့ဇော်မဲလုံးလာပါလို့ဟုတ်မဲကြောင်ကြောင်ခေါထွက်ထပ်ပြီးတော့ပြောတော့မလားဟိုမှာစောက်ခွက်ကနှစ်ပြားတော့မတန်တော့ဘူးကဲမင်းတို့အဲ့လိုကောင်မျိုးတွေကိုမင်းတို့ကာကွယ်ပေးနေတာဆိုတော့โอเคအချိန်တွေကတွားရေးလာရေးမလွယ်ကူလို့စသည်ပေါ့နော်အကြောင်းမျိုးကြောင့်ထောက်ပြီးတော့ပြည်သူနဲ့မပူးပေါင်းဘူးโอเคရတယ်ခုမင်းတို့ပူးပေါင်းကြတော့ဆိုတာငါတို့ကျိုးစည်းပွားတဲ့ပြောနေတာမဟုတ်ဘူးမေလို့များမင်းတို့သေချင်းစိုးနဲ့သေမှာဆိုလို့ကာလနာတိုက်ပြီးသေမှာဆိုလို့ပြောနေတာနော်အဲ့တော့ပူပေါင်းမင်းတို့အသက်မသေခြင်းပူပေါင်းသေခြင်းတော့ကိစ္စမျိုးသေရတယ်နီးမင်းတို့လက်ထက်မှာဆက်နေဒါမင်းတို့တာမန်သေမှာမဟုတ်ဘူးနော်မင်းတို့သေချင်းစိုးနဲ့သေမှာ
မင်းတို့ရိုးရိုးသိမှာမဟုတ်ဘူးနော်မင်းတို့တမိုင်းတစ်လျှောက်လုံးအကောင်လုံးသိမှာကာလနာတိုင်းမှာတရွှေတစ်မျိုးလုံးဒီကာလဒီမှာဒီကောင်းတွေကအာနာရှင်ရဲ့အလိုတော်ကြတိုင်းအခိုင်ခံပြီးတော့အသေးသွားတဲ့ကောင်တွေဆိုတာကြီးကိုတမိုင်းတစ်လျှောက်မှာမင်းတို့တွေတရွှေတစ်မျိုးလုံးလက်ညှိုးငေါငေါထိုးခံရမှာဂလိုဥစောတမိုင်းရိုက်တယ်ဆိုတာဘာမှဆက်စေးမရှိတော့ဘူးမင်းတို့နဲ့နှိုင်းရှင်မင်းတို့တမိုင်းကအဲ့ဒီထက်ဂလိုဥစောထက်အစာပေါင်းယာနဲ့ချီပြီးတော့ရိုင်းမှာအဲ့ဒါတို့မင်းတို့တီးမင်းတို့စကန်လေးလာမတိုက်သေးဘူးတွားမှာတွားပြီးတော့အလင်းဝင်ရမှာမင်းတို့ခက်ခဲနေတယ်ဆိုရင်โอเคကောင်းတယ်ပြဿနာမရှိဘူးမင်းတို့စကန်လာတိုက်တဲ့အချိန်မှာတခါတည်းအလံဖြူထောင်ကျွန်တော်အလင်းဝင်ပါတယ်တန်လို့နော်အလင်းမဝင်ပဲနဲ့ဟိုမှာအရက်ဝတ်နေနဲ့ပြေးတယ်မို့လားယူကြောင်မူရောက်မိတယ်မို့လားမနေ့ကအတွဲလိုက်ကြီးမင်းတို့စောက်ချက်လည်းမရှိတာဦးမေလို့တွေနော်အဲ့လိုပြေးမဲ့တူဘာလို့မှတော့ကျွန်တော်တို့ကျွန်တော်မပြစ်တော့ပါဘူးခင်ဗျအလံဖြူလေးထောင်ဟုတ်တော့ဆက်တွေ့လိုက်စသည်ပေါ့နော်ကျွန်တော်အလင်းဝင်ပါတယ်ခင်ဗျလက်နဲ့ချပါတယ်ခင်ဗျပြီးပြီးတော့ဘာအရက်ဝတ်နေနဲ့ပတ်ပြေးနေမိတာပဲဟာတမျိုးလုံးအကုန်လုံးရှိသမျှလမ်းမှန်သမျှတော်လိုင်းရေးသမားတွေကအကုန်လုံးထိန်းချုပ်ထားတာမင်းတို့ကဘယ်ပေါက်ကပြေးစရာရှိလို့လဲဘယ်ပေါက်ကမှမင်းတို့ပြေးစရာမရှိတော့ဘယ်ပေါက်မှမင်းတို့မလွတ်တော့ဘူးအဲ့တော့မင်းတို့တွေကတေချင်းတို့နဲ့မသေးချင်းရင်ကာလနာတိုက်ခံပြီးတော့မင်းတို့တမိုင်းမှာမင်းတို့ကာလနာတိုက်ခံပြီးတော့မင်းတို့နာမည်တွေမပြတ်ချင်ဘူးဆိုရင်ပြည်သူနဲ့အများဆုံးပူပေါင်းကြတော့မောင်လို့နော်ဥမာတိုင်ရင်မှုဆိုတဲ့ခြာတိတ်တွေမင်းတို့အသက်ကလေးရ30ကျော်လေးတွေပါကွာမင်းတို့တိုင်ရင်မှုမင်းတို့တိုက်ထက်မှာမင်းတို့အဘခေါ်နေတာအရွယ်ကငါလခွေးတယ်ပြောမကောင်းဘူးမင်းတို့တိုင်ရင်မှုဆိုတဲ့ကောင်ကအလွန်ဆုံးရှိမှအသက်35 36 39ဒီရွယ်လေးတွေဟာမင်းတို့လူငယ်လေးတွေပဲလေကွာမင်းတို့တိုင်ရင်မှုတွေဟာမင်းတို့အဘနဲ့မင်းတို့ခေါ်ခံပြီးတော့မင်းတို့ကိုမင်းတို့ဘာလဲအသက်69 80အဖိုးကြီးတွေများထင်လို့လားမင်းတို့အသက်ကလေး30ကျော်လေးတွေငါ့ကြီးသားတို့ရေမင်းတို့ကြီးကွာနော်လူငယ်တွေမင်းတို့ပညာတတ်တွေပါကွာတိုင်ရင်မှုဆိုတဲ့ကောင်တွေကနော်ဒီတော့ပညာတွေသင်ထားတာကွာမင်းတို့တိုက်ပြီးနဲ့လူမျိုးတွေပဲငဲ့မင်းတို့မိသားစုပဲငဲ့နော်မင်းတို့ငဲ့မင်းတို့တိုက်ပြီးတော့မငဲ့လည်းရတယ်ပြည်သူကမင်းတို့မငဲ့နဲ့မငဲ့ပါနဲ့တော့မင်းတို့မငဲ့တယ်ငါတို့စိတ်ဝင်စားတော့ပေါ့မင်းတို့မိသားစုတော့မင်းတို့ငဲ့ကြမင်းတို့ဘဝတော့မင်းတို့ငဲ့ကြအဲ့လိုမှမငဲ့မင်းတို့တေချင်လို့နဲ့တေနော်အဲ့တော့ပြည်သူနဲ့ပူးပေါင်းပါဒီတိုင်းသွားပြီးတော့ပူးပေါင်းပူအောင်တဲ့အခါမှာခက်ခဲနေတယ်ဆိုရင်စကန်တွေလာသိမ်းတဲ့အခါမှာမင်းတို့တိုင်ရင်မှုတွေစသည်ပေါ့တက်ဆိုင်ရစကန်တာဝန်ခံနေအကုန်လုံးမင်းတို့အလံဖြူထောင်နော်လက်နဲ့ချလိုက်ပူပေါင်းလိုက်တာနော်အဲ့မေလို့မင်းတို့မကာကွယ်ကြနဲ့တော့အဲ့မေလို့ကာကွယ်လို့ရှိရင်မင်းတို့တွေသိမယ်တာမန်သိမှာမဟုတ်ဘူးနော်မောင်တို့သိချင်းစိုးနဲ့ကိုသိမှာတမိုင်းတစ်ခုလုံးမင်းတို့ကာလနာတိုက်သွားလိမ့်မယ်ရှင်းနော်တေးစကြမင်းတို့ဆောင်ရွက်ကြတော့နော်တိုင်ရင်မှုဆိုတဲ့လူတွေကမင်းတို့အသက်ကလေးတွေ30ကျော်လေးတွေပါကွာမင်းတို့နော်ပညာတက်ကလေးတွေစဉ်းစားကြတေချာဆောင်ရွက်ကြတော့မင်းတို့တိုင်ရင်မှုတွေဘာမှတိုင်ရင်မှုတွေရတာဘာမှမလုပ်လို့ရှိရင်အဲ့မအေးလို့တိုင်မှုလို့ဘာလို့ဆိုဘာမှလုပ်လို့မရတော့ဘူးနော်မကြခင်အဲ့တိုင်ယုံတွေပါတက်သိမ်းတော့မှာမပူနဲ့နော်မြန်ဆောင်ရွက်ကြတော့မင်းတို့တွေနော်နီးစပ်ရစခန်းဒီမှာမင်းတို့အကြောင်းကြပြီးဝင်လိုက်တော့ကွာအဲ့မီတို့မင်းတို့ကာကွယ်ပေးမနေကြနဲ့တော့ဘလူကျိုးမှရှိတဲ့ကောင်မဟုတ်တိုင်ပြိုဖြစ်စည်းတဲ့ကောင်လူတို့ကိုဖျက်ဆီးတဲ့ကောင်မင်းတို့ရဲ့အကျိုးစီးပွားငါတို့ရဲ့အကျိုးစီးပွားတတိုင်းတက်ပြည်လို့ရဲ့အကျိုးစီးပွားကိုဖျက်ဆီးတဲ့ကောင်ဒီလိုကောင်မျိုးမင်းတို့ခေတ်ပညာတတ်လူငယ်တွေအနေနဲ့နော်ဘာတစ်ခုမှငက်ကွက်စရာအကြောင်းမရှိပါဘူးလို့ဒါလေးပြောကြတယ်ကွာနော်အားလုံးကျေးဇူးတင်ပါတယ်